အရင်ရက်ကစော်ကားခဲ့တဲ့ Team Falcon ပေးပတ်သက် Team Fidelity ပွဲစဉ်မှာဆိုရင် Team Fidelity အသင်းဘက်ကထွက်လာတဲ့ ဂိုးလီနာမလီစာဘက်က Game 1မှာဆိုရင်လည်း Team Falcon ပေးအသင်းအတွက်တော်တော်လေးထိန်းရခတ်စေတယ်လို့ Game 2မှာပါ Team Falcon ပေးအသင်းရဲ့အကိုင်းလို Heavy Spring AoE Spell ကိုကောင်တာဆော့ပြသွားတဲ့အရာကြီးကြောင့်မလီစာဆိုတဲ့ hero ကိုနောက်လာမဲ့ Team Fidelity နဲ့ပွဲစဉ်မှာဆိုရင် Ban Hero တောင်ဖြစ်လာတော့မယ်လို့ထင်တယ်တကယ်တမ်းဒီပွဲမှာ Team Falcon ပေးအသင်းဘက်ကမကောင်းလဲတာလည်းမဟုတ်ဘူး Fanny လို hero နဲ့ 2vs1 outplay ပြခဲ့တာတွေObjective Fight တွေအတွက် Team Falcon ပေးအသင်းဘက်ကအကောင်းဆုံးပြင်ဆင်လာတဲ့အတွက်ကိုမြင်တွေ့ရပေမဲ့ Team Fidelity ဘက်က Fin နဲ့ Eman တို့ရဲ့ဂျူရိုအောက်မှာဘာမှမတတ်နိုင်ပဲနဲ့ 2C ဆိုတဲ့ရလန်နဲ့ဘယ်လိုရှုံးနေသွားလဲဆိုတာကိုတူတူကြည့်လိုက်ရအောင်အဲ့တော့ Game 1 drop မှာဆိုရင် Team Fidelity ဘက်က Fighter Initiator တွေကိုတည်ပြီး Aggressive ဆန်ဆန်လိုက်ချခြင်းတဲ့ drop ကို Team Falcon ပေးအသင်းဘက်က Valorant နဲ့ Valentina လို့ early Objective Fight ချလို့ကောင်းတဲ့ Mid ဂျူနဲ့ထွက်လာပြီး In game မှာပါအကောင်းဆုံးနိုင်ခဲ့တယ်နောက်ပြီး Team Fidelity ဘက်က early Famine Space လို့တဲ့ side lane တွေကိုအစား Valorant နဲ့ Valentina လို့ Mid ဂျူကလုံးဝစပိတ်မပေးပဲလိန်ငန်းငင်းတွေလောက်တာကြောင့် Game 1ကပြီးသွားပြီလို့တောင်ပြောလို့ရတယ်ဒါပေမဲ့ဒီမှာကြည့်လိုက် Team Fidelity ဘက်ကဗဒန်းအနေနဲ့ mid lane ရဲ့ဗဒဲ position မှာမနေဘဲနဲ့အောက်လန်း space လို့နေတဲ့ lane မှာ position ပြေးယူပြီး Fanny လာရှင်းပါကိုကြိုးဆောင်ပြီးဖမ်းပြသွားတာတွေနဲ့ goal lane ကမလီစာကိုပဲတောက်လျှောက် bucket ပေးပြီး cover ပေးတဲ့ချက်တွေကြောင့် Game 1မှာဆိုရင် early အသာမရခဲ့လေဗဒန်းနဲ့မလီစာဂျူကတော်တော်လေးအလုပ်ဖြစ်သွားတာကြောင့် canvas ပုံစံမျိုးနဲ့အနိုင်ရခဲ့တယ် Game 2မှာဆိုရင်လည်း Team Falcon ပေးအသင်းဘက်ကအကိုင်းနဲ့ objective ယူမဲ့ track ကို Team Fidelity ဘက်ကလုံးဝအဖြစ်မခံဘဲနဲ့ spare တွေကိုအရင်တောင်းပြီးလိုက်ချတယ်နောက်ပြီး Fanny ရဲ့ blue bag ဂန်ဂင်ချတဲ့ plan တွေအစား Game 1အထက်တော်လေးကိုအားလေးအားသာချက်တွေရခဲ့တယ်။နောက်ပြီး Team Falcon ပေးအသင်းဘက်ကယူထားရဲ့အကိုင်းရဲ့ Heavy Spring ကိုပါမလီစာရဲ့ Element နဲ့ထိန်းပြတဲ့အရာတွေကြောင့် Game 2မှာအကိုင်းဘက်ကတော်တော်လေးကိုပုတ်သွားပြီး MPN Indonesia Champion ဘာကြောင့်ဖြစ်လဲဆိုတာကိုပြသခဲ့တယ်။ Brother အနေနဲ့ရော Team Fidelity ဘက်က Fin နဲ့ Eman တို့ရဲ့မလီစာနဲ့ဆော့တဲ့ဂျူရိုကိုမြင်ပြီး Run မှာဆော့ချင်နေကြပြီလားလို့ပြောကြရင်လည်းဒီ view လေးကိုအဆုံးသတ်ချင်ပါတယ်။